မင်္ဂလာဆောင်တဲ့နေ့မှာမိန်းကလေးကဘီလီယံနာသားတို့သားကိုထိုးပြီးမျက်လုံးကိုညှိုမဲသွားစေခဲ့တယ်။မိန်းကလေးကဘီလီယံနာရဲ့ကယ်တင်ရှင်ဖြစ်ပြီးသူ့ရဲ့ငယ်ဘဝချစ်သူလည်းဖြစ်တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာဘီလီယံနာကအဲ့ဒီမိန်းကလေးကသူရှာနေတဲ့သူဆိုတာလုံးဝမသိခဲ့ဘူး။ရိုက်နှက်ခံရတဲ့ဘီလီယံနာကအရန်ဒေါသထွက်ပြီးကားမောင်းသူကိုမိန်းကလေးကိုပြန်ပို့ဖို့နဲ့ဂျက်စကအချမ်းသာဆုံးလူရဲ့ပေါင်ကိုစုပ်ကင်ထားဖို့မင်္ဂလာပွဲကိုဖျက်သိမ်းဖို့တောင်းဆိုခဲ့တယ်။မိန်းကလေးကချက်ချင်းဘီလီယံနာစီရောက်လာပြီးအဲ့ဒီအချိန်မှာချစ်စရာကောင်းအောင်ပြုမှုခဲ့တယ်။ယောက်ျားကမိန်းကလေးရဲ့ရနံ့ကိုခံစားမိတယ်။သူ့ကယ်တင်ရှင်နဲ့အရန်ဆင်တူတယ်။မနေ့ညကမိန်းကလေးဘယ်မှာလဲလို့မေးတယ်။သူမရဲ့အမိကိုဖော်ထုတ်ဖို့အရန်ကြောက်တဲ့မိန်းကလေးကချက်ချင်းပဲအိမ်မှာပဲရှိတယ်လို့ပြောခဲ့တယ်။အဲ့ဒီအချိန်မှာဘီလီယံနာကမိန်းကလေးကမာနာကြီးပြီးငွေကြေးကိုဦးစားပေးတယ်လို့ထင်ခဲ့တယ်။သူမကမိန်းကလေးမဟုတ်တော့ဘူးလို့သူထင်တယ်။သူကြိုက်တယ်။မင်္ဂလာပွဲကိုဖျက်သိမ်းတော့မဲ့ဘီလီယံနာသူ့အမေကအစာငတ်ခံဆန္ဒပြမယ်လို့ချိန်ချောက်ခဲ့တယ်။ခဏတာလက်ထပ်ခွင့်ရှိတယ်။ဒါပေမဲ့ဘီလီယံနာကမိန်းကလေးကိုအထင်သေးပေမဲ့သူမကအရန်ဆွမ်းထက်တယ်။စေပညာနဲ့ဟက်ကင်ကျွမ်းကျင်မှုနှမျိုးလုံးမှာကျွမ်းကျင်တယ်။အရေးကြီးတဲ့စောင့်ကြည့်ဗီဒီယိုကိုပြန်လည်ရယူဖို့ကျွမ်းကျင်မှုနှစ်ခုစလုံးကကမ္ဘာအဆင့်မှာရှိတယ်။ထိပ်တန်းဟက်ကာကိုရှာဖို့$50တန်းသူမသိခဲ့တာကသူ့ကိုပြန်ဖြေနေတဲ့မိန်းကလေးဖြစ်နေတယ်ဆိုတာပါပဲ။အဲ့ဒီအချိန်မှာမိန်းကလေးကဘီလီယံနာရဲ့တောင်းဆိုမှုကိုညှင်းပယ်ခဲ့ပါတယ်